ကျွန်တော်ဒီ channel ကိုစပြီးထောင်နေရမလို့ရသေးတဲ့ content မျိုးစားတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ manga review ပါကျွန်တော်ဟိုးရင်ကနေတောင်းဆိုထားတဲ့လူတွေလေးရှိရယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လည်းမအားတာကြောင်းရယ်ဒီကြားထဲမှာလှုပ်လက်စာ content တွေမပြတ်သေးတဲ့အကြောင်းရယ်အဲ့ဒါကြောင့်မလုပ်ဖြစ်လိုက်ရပါဒီနေ့ကတော့ One Piece chapter review ပါထုံးစံတိုင်း chapter တိုက်တရားနဲ့ရင်စမယ်တိုက်တဲ့နေ့ကတော့ Echo ပေါ့ Echo ရဲ့အဓိပ္ပာယ်ကပက်တင်တောင်ဆိုလိုပါဆိုတော့ဒီ chapter ရဲ့အဓိက point က Rock က Roger နဲ့ Gap တို့ကိုပေးခြင်းတဲ့ message ကို Voice of Odin ကိုအသုံးပြုပြီးတော့ပေးထားတဲ့ movement ကိုဆိုလိုပါဆိုတော့ Voice of Odin ဆိုတော့ဟိုရင်နဲ့ဒီ fandom မှာကြောက်ဘူးနေကြလို့ဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဒီ chapter မှာပို့ပြီးရှင်းလင်းသွားတာက VOAD ဆိုတာပက်တင်တောင်ကိုစားပြုပါဆိုတော့ပထမဆုံးပန်နေရရှေ့ chapter ရဲ့အဆက် Rock ကသူ့ကိုတက်ပြီးဖို့တောင်းဆိုထားတဲ့စထားဒါပေမဲ့တကယ်တော့ Gap နဲ့ Roger က Rock ကိုတက်ဖို့စိတ်ကူးတောင်မရှိဘာလို့ဆိုတော့သူ့ကိုတားဖို့ပဲစိတ်ကူးရှိတာပါဒါပေမဲ့ Rock က Demon ပြောင်းပြီးနေက Gap နဲ့ Roger ကိုအတီးကျုံနေရပါဒါကိုသူကိုယ်တိုင်လည်းသိရသူ့ကိုယ်သူလည်းထိန်းချုပ်ဖို့ခက်ခဲသွားတယ်အဲ့ဒါကြောင့်မလို့နောက်ဆုံးမှာ Rock ကသူ့ကိုတက်ပြီးဖို့တောင်းဆိုရဲ့အဆင့်ထိရောက်သွားပါ Rock ဒါမတောင်းဆိုခဲ့ဘူးဆိုရင် Gap နဲ့ Roger လည်းသူ့ကိုမတက်ပါဘူးတားပဲတားမှာပါဆိုတော့ဒီပန်တွေကိုကြည့်ပြီးတော့တော်တော်များများဘာဖြစ်လို့ဆိုရတာထားလိုက်တာဒီလိုက်တာဆောင်းဝမ်းနဲ့ကိုကိုင်တာစသဖြင့်ပြောရပေါ့ဒါကအခုမှမဟုတ်ဘူးဗျဟိုးရင်ကနေကရှိကြရ One Piece ရဲ့ plot ကြီးအဲ့တိုင်းပဲကာရီတာတွေပြောင်းသွားရယ် plot တွေကဒီတိုင်းပဲကျွန်တော်တို့ရှေ့မှာကနေကပြောပြီးသားရှိတယ်ဒီ One Piece ရဲ့ manga style ကခေါင်းကြီးကိုယ်တည်း enemy ဖြစ်နေလို့ကမသိတာမဟုတ်ရင် तू ကတော်တော်ကို dark ဖြစ်မဲ့ manga style မျိုးပါအခု Go Valley မှာ dark ဖြစ်တာမဟုတ်ပါဘူးဒီ Dress of Armor ဆိုရင် Doffy ကသူ့agent တွေရဲ့ Dress of Island ကိုပြုံးစားကြီးရောက်လာတယ်ပြီးတော့ကျိုးတွေနဲ့ကျွန်းလုံးကို control ပြတယ်အဆိုးဆုံးကပြည်သူတွေလက်ခံထားတဲ့ King Riku ကို control လုပ်ပြီးတော့ကိုယ့်ပြည်သူတွေကိုပြန်တက်ခိုင်းတာပါအဲ့တော့ဆိုရင်လေ King Riku ရဲ့အဖြစ်ကအခု Rock နဲ့အတူတူပါပဲမျက်ရည်နဲ့ကိုယ့်ပြည်သူတွေကိုမတက်ချင်မဲ့နဲ့ပလိန်ကြီးလိုက်တက်နေရပါတယ်ပြီးရင်ရာဇဝဲရဲ့တည်တဲ့ပုံစံလူရှိသူရှိမှာအသက်ခံရတယ်ဒါပေမဲ့ဘေးရရက်သားတွေအကုန်လုံးဝိုင်းပြီးတော့ရီးနေကြတယ်သူသမီးတိုကီကအစားပါရီးချင်လို့ရီးရတော့မဟုတ်ဘူးစမိုင်းရဲ့ effect ကြောင့်ပါဆိုတော့ reality ဆန်းဆန်းပဲစဉ်းစားကြည့်လိုက်ခင်ဗျာစီးစာလက်ကမင်းရောထပြီးတော့ထွန်းထားတယ်စမိုင်းကြီးကိုစားထားတယ်ခင်ဗျာရဲ့ချစ်ရတဲ့သူတည်သွားတယ်အဲ့မှာခင်ဗျာသူတည်အောင်ငိုမဲ့စားကြီးနေတယ်ဘလောက်တောင်ဓာတ်ဖြစ်လိုက်လေဆိုတော့ဒီလို plot မျိုးတွေကအခုမှမဟုတ်ပါဘူးဟိုးရင်ကနေက One Piece မှာရှိခဲ့တာတွေပါဆိုတော့နောက်ပန်တွေကိုဆက်သွားမယ်နောက်ပန်တွေမှာမဖြစ်မနေပြောရမှာက VOAD ပေါ့ဆိုတော့ VOAD ဆိုတာကြီးကပါဝါလားဒါမှမဟုတ် technique လားအဲ့လိုတိကျကြမသိတော့အတန်မဲဆိုတော့ဆိုတော့ VOAD ကအရေးကြီးလားဆိုရင်တော့ yes အရေးကြီးပါတယ်ဘာလို့လဲဆိုရင် One Piece ကိုရှားရဲ့နေရာမှာတော်တော်လေးအသုံးဝင်ပါတယ် VOAD ကိုအသုံးပြုနိုင်တဲ့သူကဒီတက်ရှိရဲ့အတန်တော့မကဘဲနဲ့တက်မဲ့ရဲ့အတန်ကကြားနိုင်ပါတယ်ဒါကြောင့်မလို့ Rayleigh ရဲ့ဖော်ပြချက်ကိုထောက်မယ်ဆိုရင် Roger Phonic-Click ရဲ့အတန်တွေကိုခြေရခံပြီးမှ last day ကိုရောက်ခဲ့လို့သိရပါတယ် VOAD က generation လိုက်တယ်ဆိုပြီးဖော်ပြထားတဲ့ fact တွေကတော့မရှိပေမဲ့အခု chapter ရဆိုရင်တော့ generation လိုက်တယ်လို့တောင်ပြောလို့ရပါတယ်ဘာလို့လဲဆိုရင် Oden လည်းကြားနိုင်လို့ Momonosuke လည်းကြားရတယ် Gap လည်းကြားနိုင်လို့ Luffy လည်းကြားရတယ်ဒီတိုင်းသာဆိုရင်သွားလေရှာပြီးဖြစ်တော့ Ace တောင်မကြားနိုင်ဘူးလို့ပြောလို့မရအောင်ဆိုတော့ဒီနေရာမှာကျွန်တော် VOAD user တွေကို analysis လုပ်ကြည့်မယ် VOAD user 3မျိုးရှိပါတယ်ပထမတစ်ခုကကြားရတဲ့သူဒုတိယတစ်ခုကဆက်သွယ်နိုင်တဲ့သူတတိယတစ်ခုကအမိန်ပေးနိုင်တဲ့သူပါပထမကတော့ Luffy, Roger, Gap, Oden တို့လို့ပေါ့ VOAD ကိုကြားပဲကြားနိုင်တာပါဒုတိယက Rock တို့ Zunisha တို့ Phonic-Click တွေလို့အတန်တွေပေးပြီးတော့တစ်ဖက်ကောင်ကိုဆက်သွယ်နိုင်တာပါတတိယကတော့အရှားဆုံးပါပဲပန်းရောင်နဂါးလေးပေါ့ဒီ Zunisha ကို VOAD နဲ့ချိတ်ဆက်ပြီးအမိန်ပေးနိုင်တာဆိုလို့ Momonosuke တယောက်ပဲရှိပါသေးတယ်ဆိုတော့အခုလက်ရှိ VOAD user ရဲ့မှာအကောင်းဆုံးလို့ပဲပြောရမလားအကျန်းဆုံးလို့ပဲပြောရမလားအဲ့ဒါက Momonosuke ပါMomonosuke လို့ပဲနောက်ထပ်တယောက်ရှိပါသေးတယ်အဲ့ဒါကတော့ရှီလာဟူရှိပါရှီလာဟူတီကကြတော့စီကီတွေပြောစကားကိုလည်းကြားနိုင်တယ်ပြီးတော့စီကီတွေကိုလည်းအမိန်ပေးနိုင်တယ်ဒါပေမဲ့ तू က VOAD user ဟုတ်မဟုတ်ပဲမသိကြသေးရပါဆိုတော့ပထမပန်ကြီးကဒီလောက်နဲ့ဆိုလုံလောက်ပြီးတော့ထင်တယ်ကျွန်တော်လည်းပြောကောင်းနေပြောနေတာဒီ VOAD နဲ့ကိုရင်အချိန်တော်တော်ကြီးကြာသွားပြီလို့ထင်တယ်နောက်ပန်တွေကလည်းထူးထူးပြောစရာတော့မရှိဘူးဗျမန်ကဖတ်တဲ့သူတိုင်းဒါကြီးကိုပြီးလောက်မဲ့နေထားမှရှိရဲဟိုဟိတ်တန်းဖက်တွေဘာညာလည်းသိပ်ပြီးတော့မပါတော့ကျွန်တော်လည်းထူးပြောမနေတော့ overall ခြုံကြည့်မယ်ဆိုရင်ဒီ chapter တစ်ခုလုံးက DDJ Haki user ရဲ့ဘက်တယ်ပြီးရင် Rock Pirate တွေရဲ့အဆုံးသက်တစ်ဖက်မှာအဆုံးသက်ဆိုရင်နောက်တစ်ဖက်ကအစပါအဲ့ဒါဘာလဲဆိုရင်တော့ Rock Era ပြီးမှ Yonko တွေပေါ်လာပါတယ်ပြီးရင် War Government က Go Valley Incident ကိုသတင်းဖုံးပါတယ်ဒါလောက်ပါပဲDDJ Haki user 3កောင်ပဲနေချကြဆိုတော့ Haki ပုတ်တိုက်မှုတွေဖြစ်မယ်ပတ်ဝန်းကျင်တွေပျက်စီးမယ်တိမ်ကြီးတွေဖင်ပြဲသွားမယ်ဒါကြီးက One Piece ဖန်နိုင်လို့သိကြမယ်လို့ထင်ပါတယ်ဒီ Haki level ဒီလောက်မြင့်တဲ့အကောင်တွေချရင်ဒီလိုဖြစ်မှာကဟိုးရှိမှငင်းကဖန်တရားမကမြင်းလာဆိုကျွန်တော်လည်း
ပြောဖို့မလိုအပ်ဘူးလို့ထင်တယ်တကယ်ပြောဖို့လိုအပ်နေရကရှင်းမပြောခဲ့လို့ VOAD အကြောင်းပါဆိုတော့ဒီဗီဒီယိုက chapter review ဆိုတာထက် VOAD လို့ပြောတာပို့ပြီးတော့မှန်နေမယ်ဆိုတော့ကျွန်တော်ရဲ့မပြည့်မစုံ chapter review လေးရတော့ဒီလောက်ပါပဲအဆုံးထိတီးခံပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကောင်းသောနေ့လေးဖြစ်ပါစေ